N3 ဆိုမှတော့မဲ့ဘွန်ဘိုအခန်းလေးရဲ့တရက်မြောက်နေ့နော်အခန်းလေးရဲ့တရက်မြောက်နေ့အာနာတာနီတုတ်တဲ့ဆိုတာမင်းအနေနဲ့ဟိုရှေ့တုန်းကလည်းဗာလဲညီဟွန်ဒိုင်ဟီယိုတိုစတဲ့ဂျပန်ကိုစားပြုအနေနဲ့ဒါပေမဲ့နီဟွန်ဒိုင်ဟီယိုတိုစတဲ့က position ကိုဖော်ပြလေဒီအာနာတာနီတိုတဲ့ကတော့မင်းအနေနဲ့ပဲဗာခန်းစားချက်မှမပါဘူးအာနာတာနီတိုတဲ့မင်းအနေနဲ့တဲ့အချိပန်တိုက်ဆက်ဆွနာမိုနိုဝါနန်ဒက်စ်ကတဲ့အရေးကြီးဆုံးအရာကဘာလဲတဲ့ခွန်တို့အသားရီနော်တဲ့ဟီတိုဘီတိုနီတိုတဲ့ဒီနီနာမှာရှိတဲ့လူတွေအတွက်တဲ့ခူရူမာဝါတဲ့ခူရူမာရွာဟီဆာဂျူဟင်းဒက်စ်လိုအပ်တဲ့အရာဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကကြတော့တိုရှိနောဝါရီနီဝအသက်ကြီးတယ်လို့မထင်ရလောက်အောင်တိုရှိနောဝါရီနီဝအသက်ကြီးတယ်လို့မထင်ရလောက်အောင်နောက်ကခွင်းထဲမှာအထင်းနဲ့အမြင်နဲ့လွဲတယ်ဆိုတာထည့်ထားမယ်တိုရှိနောဝါရီနီဝအသက်ကြီးတယ်လို့မထင်ရလောက်အောင်ဝါခါကုမီရဲ့ငယ်တယ်လို့မြင်ရတယ်။အိုခါနဲကနိုင်တိုအစ်တဲအီရူဝါရီနီအဆန်ကမရှိဘူးလို့ပြောနေတယ်လို့မထင်ရလောက်အောင်ယောခုခိုင်းမွန်နိုစုရုနဲ့မကြာခဏဈေးဝယ်တယ်နော်တဲ့နောက်တစ်ခုကခုဆဲနီဆိုတာပါလီယက်နဲ့တိပါလီယက်နဲ့မပြောပြပေးဘူးလို့မှတ်ထားရရတယ်ရှီတဲအီရူခုဆဲနီတိပါလီယက်သားနဲ့အိုရှီယက်တဲခုရဲနိုင်ပြောမပြပေးဘူးတဲ့နောက်ပြီးတော့ဂန်ခီနာခုဆဲနီကျမ်းမာရက်သားနဲ့တဲ့ဘျောခီနိုဖူရီယိုရှီတဲအီရူနေမကောင်းချင်အောင်စောင်းနေတယ်တဲ့နောက်ပြီးတော့နာဒိုနန်ကနန်တဲဟိုးရှိမှတော့ဆန်းစစ်ပြောလိုက်တယ်တို့ဘာတို့မလိုအပ်ဘူးလို့ပြောတယ်နာဒိုနန်ကနန်တဲရဲ့အနောက်မှာ minus လေးပြထားတယ်အဲ့ဒီရဲ့နောက်မှာတဲ့အငင်းမဲလိုက်တယ်လို့ပြောချင်တာအဲဆိုတော့ okay ရှောနန်ကရှိတဲဝါဤခဲမာဆန်အလှပြင်တာတို့ဘာတို့မလိုဘူးတဲ့နောက်တော့နာတိုနန်တဲတဲ့ခီရာဤတာနာတိုးတို့ဘာတို့မကြိုက်ဘူးတဲ့နိုင်တဲဤလူနော်ငိုနေတာလားနိုင်တဲဤနန်ကာဤနိုင်ရောငိုတာတို့ဘာတို့မဟုတ်ပါဘူးနောက်တစ်ခုကနီဟွန်ခေါ်တဲ့ speech နာတို့ဒက်ခီမာဆန်ဂျပန်ဘာသာဖြင့် speech တွေပါတယ်စကားပြောတာတို့ဘာတို့မလုပ်နိုင်ဘူးအဲ့တော့နာတိုနန်ကနန်တဲ့နောက်မှာမာဆန်နေအငင်းနေပဲလိုက်အဲ့တော့ပြောကြည့်မယ်အာနာတာနီတိုတဲ့မင်းအနေနဲ့ငါးကောက်ပြောပါဦးနောက်တစ်ခုကတိုရှိနောဝါရီနီဝအသက်ကြီးတယ်လို့မထင်မှတ်ရလောက်အောင်ငါးကောက်ပြောပါဦးနောက်တစ်ခုကရှီတဲအီရူခုဆဲနီတိပါလျက်နဲ့မပြောပြပေးဘူးပြောကြည့်ပါဦးရှီတဲအီရူခုဆဲနီတိပါလျက်နဲ့မပြောပြပေးဘူးငါကနောက်တစ်ခုကကြတော့နာဒိုနန်ကနန်တဲ့ဒိုဘာတို့မလိုအပ်ဘူးเนาะရမလားအဲ့တိုင်းလေးပဲเนาะအာနာတာနီတိုတဲမင်းအနေနဲ့တိုရှိနောဝါရီနီဝအသက်ကြီးရလို့မထင်မှတ်ရလောက်အောင်ရှီတဲရီရူခုဆဲနီတီပါလဲနဲ့မပြောပြပေးဘူးနာဒိုနန်ကနန်တဲဒိုဘာတို့မလိုအပ်ဘူးဒီစာမျက်နှာလေးကိုပြန်ကြည့်ဒီစာတွေကိုကိုအခြေလားမခြေလားကိုသိချင်ပြီဆိုလို့ရှိရင်ဒီစာမျက်နှာလေးကိုပြန်ကြည့်ဒီတိုင်းလေးထောက်အာနာတာနီတိုတဲမင်းအနေနဲ့တိုရှိနောဝါရီနီဝအသက်ကြီးရလို့မထင်မှတ်ရလောက်ရှီတဲရီရူခုဆဲနီတီပါလဲနဲ့မပြောပြပေးဘူးနာဒိုနန်ကနန်တဲဒိုဘာတို့မလိုအပ်ဘူးအဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးလေးပြန်ထောက်ပြီးချက်เนาะ